္ဂလာပါရှင်ဒီနေ့တော့မိကကယ်လိုရီနည်းဆုံးဖြစ်တဲ့ပဲချဆန်လေးကိုနေ့လည်စာဖြစ်ထုတ်စားပါမယ်ပဲချဆန်တုပ်ဖို့တဲ့ကိုထဲ့မဲ့အစာပလာလေးတွေကိုမိတချို့တစ်ဝက်ကိုပြင်ဆင်ထားပြီးတော့တချို့တော့ခုမှပြင်မယ်ပေါ့နော်ခင်းကျင်သီးလေးတစ်လုံးထည့်တယ်ခရမ်းကျင်သီးတွေကိုမိကအလဲကအစီတွေကိုလုံးဝအသုံးမပြုပါဘူးเนาะအစီတွေကိုဖယ်ပေးပြီးသွားလိုက်ပြီဆိုလို့ရှိရင်တော့ဒါခင်းကျင်သီးလေးတွေကိုအနေတော်တုံးလေးတွေလီးပေးထားလိုက်ပါတယ်ပြီးသွားရင်တော့ဒါစက်သွန်နီပေါ့เนาะစက်သွန်နီကိုတချမ်းပပလေးတွေလီးပြီးတော့ဒါအသုံးပြုတယ်ဒီထဲမှာအမိုလိုပါတော့ထည့်ခြင်းနဲ့ဆိုလို့ရှိရင်လည်းထည့်လို့ရပါတယ်ပြီးတော့ရင်တော့မိကစက်သားကိုအသုံးပြုပါတယ်စက်သားအဓိကထားစားနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့စက်သားကိုအဓိကထားပြီးတော့သုံးတယ်ဒီမှာဝတ်သားကိုစိတ်သားတို့ဘာလို့အသုံးပြုရဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်မိကတော့ဒီလိုမျိုးအတုံးလေးတွေပဲလီးပြီးတော့ဒါပြုတ်ပြီးတော့သုံးမယ်ပေါ့နော်ဒါသုံးတဲ့အခါမှာလည်းမိကလုံးဝရင်ပုံကိုပဲအသုံးပြုပါတယ်ဒီနေထားလေးဆိုလို့ရှိရင်တော့ရပြီပေါ့နော်အချင်းအတွက်ကိုတော့မိကတံမြာသီးတစ်လုံးကိုဒါအသုံးပြုပါတယ်ဟိုဘက်ဒီဘက်လေးထားပေးလိုက်တယ်ပေါ့နော်ပြီးတော့လို့ရှိရင်ဒါကတုတ်ထဲကိုထည့်မဲ့ဆာမလာကြီးပေါ့လေချက်သားတကြားရီငရုတ်တီနီးပြီးရင်ခင်းချင်တီချက်တော်နီးပြောင်းဘူးဒါကတော့ပဲချဆန်ပေါ့လေတံမြာသီးလည်းပါတယ်ပေါ့ရွှေနွေးစုအောင်ထည့်ထားပြီးတော့လို့ရှိရင်ဒါမျိုးကိုပဲချဆန်လေးကိုထည့်ပြီးတော့ပြုတ်ပြီးထားပါမယ်ပဲချဆန်လေးကရေကြစိန်ထားရင်တော့သူကပြုတ်သွားတဲ့အချိန်ကနည်းတယ်ရေခဏလေးပဲစိန်ထားရဆိုလို့ရှိရင်တော့ဒါပြုတ်သွားတာနည်းနည်းလေးကြာတယ်ပေါ့နော်ပဲချဆန်ကိုမိကလေဒါယိုရီးယားပဲချဆန်အသုံးပြုထားတယ်ပေါ့နော်ဒီလိုမျိုးပဲချဆန်လေးတွေကကြီးလေးဖြစ်လာပြီဆိုလို့ရှိရင်ဒါမိတို့ဆယ်ပေးလိုက်မယ်ဆယ်ပေးပြီးတော့မိကချက်ချင်းကိုရေအေးတန်းစိမ့်လိုက်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ပဲချဆန်ကထွေးကြီးဖြစ်သွားလို့ရှိရင်အချောင်းလေးတွေမဖြစ်ဘဲနဲ့ဒါပြတ်သွားမှာဆိုတဲ့အတွက်ကြောင့်မလို့ရေအေးလေးစိမ့်ထားပေးလိုက်ပါတယ်ပြီးတော့ရင်တော့စောနာကဒါချက်သားကိုထည့်ပြီးတော့ပြုတ်ပါတယ်ဒီနေရာမှာပဇွန်နေပါတယ်အသုံးပြုမယ်ပြီးလို့ရှိရင်ကိုရီးယားကင်လုံးတွေပါအသုံးပြုရဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်မိကတော့ချက်သားတစ်မျိုးပဲသုံးပါတယ်ချက်သားကဒါရင်ပုံကိုအသုံးပြုထားတဲ့အတွက်ကြောင့်မို့လို့အသားကြီးပဲပေါ့နော်သူကအကြာကြီးပြုတ်ဆရာမလို့နည်းနည်းလေးဆိုလို့ရှိရင်ဒါသူချက်သွားပြီပေါ့နော်ကဲဒါဆိုလို့ရှိရင်မိတို့စပြီးတော့တုပ်လို့ရပြီမိပထမဆုံးတကြားကြီးဖြော်ထားတာလေးကိုထည့်လိုက်တယ်ပေါ့နော်တကြားကြီးပဲထည့်မယ်ဆိုလို့ရှိရင်လည်းရတယ်ပေါ့နော်ကဲဒါများတော့မှဆိုလို့တဝက်ပြန်ဖိတ်လိုက်တယ်ပေါ့နော်ပြီးသွားရင်ငရုတ်တီးထောင်းထားတာလေးထည့်တယ်ဘာဖြစ်လို့လိုလို့ရှိရင်ထည့်လို့ရတယ်လေကဲပြီးသွားလို့ရှိရင်စက်သွန်နီလေးထည့်မယ်ဒီထဲမှာစက်သွန်ဖြူကိုထုပြီးတော့ထည့်တော့ရင်လည်းပိုကောင်းတယ်ပေါ့နော်ကဲပြီးရင်ခင်းချင်သေးလေးထည့်တယ်ပြီးရင်တော့ပြောင်းဖို့ထည့်ပါတယ်ဒါကတော့မေရဲ့ကယ်လိုရီတွက်ကိုဘက်ကကိုတွက်ထားတာပေါ့နော်ပြီးရင်ချုံမိုးလေးနည်းငယ်ရဲ့ငပြားကြီးလေးတစ်စုံရဲ့ငပြားကြီးရဲ့ရိုးရငပြားကြီးဆိုပိုကောင်းတယ်ပေါ့နော်ပြီးလို့ရှိရင်တံမြာသီးလေးဒါ2စိတ်လောက်ညှစ်ထည့်ပေးလိုက်တယ်မေအချင်းလိုတယ်ဆိုလို့ရှိရင်တော့ဒါထပ်ပြီးတော့ထည့်မယ်ပေါ့နော်ပြီးတော့ရင်တော့ဒါချက်သားထည့်မယ်ပေါ့နော်ပဇွန်လေးပါလို့ရှိရင်တော့ပိုကောင်းမှာပါမေလည်းအောင်မစင်းကျင်တာနဲ့ဒီရှိတာနဲ့ပဲလုပ်တာပေါ့နော်ခေပြီးသွားလို့ရှိရင်ပဲချဆန်လေးကိုဒါရေးစစ်ပြီးတော့ထည့်ပေးလိုက်တယ်ပေါ့နော်ပဲချဆန်လေးကဒါယိုရီးယားပဲချဆန်ကိုအသုံးပြုထားတာပါပြီးရင်အရသာတွေနှက်ဆက်သွားအောင်လို့ဒါနေပေးလိုက်မယ်ပေါ့နော်ဒီလိုတုံနီလေးကိုမိကအိမ်မှာခဏတော့တုတ်ကျွေးဖြစ်တယ်ပေါ့နော်အရင်တော့ထမင်းလေးနဲ့စားတယ်ဒီနေ့ကတော့မိထမင်းလွတ်စားမယ်ပေါ့နော်ထမင်းမစားချင်တာလည်းဒါလေးပဲတုတ်ပြီးတော့စားတာပါတုံနီလေးကအရန်လွယ်ကူတယ်အရန်လေးရတာရှိရတဲ့ကြောင့်မို့လို့အိမ်မှာလိုက်ပြီးတော့တုတ်စားကြည့်ပါဝိတ်ချနေတဲ့လူတွေအတွက်ကဒါပို့ပြီးတော့တင့်လျော်တယ်ကျမကြီးနဲ့လည်းညီညွတ်တဲ့ကြောင့်မို့လို့မိကတော့95%recommend ပေးပါတယ်ကျေးဇူးပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ် thank you